မနှက်မိုးလင်းတော့လုပ်ငန်းခွင်ကိုဝင်အချိန်တန်တော့အိတ်တန်းကိုပြန်မိသားစုမှာတာဝန်ကျေတဲ့သူဖြစ်ဖို့ဝမ်းရေးဟာလွမ်းရေးထက်အရေးကြီးခဲ့ချိန်မှာခံစားချက်မဲ့တဲ့စက်ရုပ်တရုပ်ကိုကိုပြန်ရှာမတွေ့လောက်အောင်ငွေနဲ့လောကဓာတ်ကြားထဲမှာပျောက်ဆုံးနေခဲ့တယ်ကိုရဲ့အစင်မပြေမှုတွေထက်ကိုတော့ကဖြစ်ရတဲ့အဝေးကအရက်ကိုပဲကောင်းတဲ့အချိန်လေးဖဲ့တွေးရင်အချိန်တွေဟာဒီလိုပဲကုံဆုံးသွားခဲ့တယ်ရင်းရောချင်းတွေဟာရောက်တဲ့အချိန်နဲ့စောပြီးကိုစီရောက်လာခဲ့တယ်ထင်တယ်တခါတလေတော့လေလူဘဝဖြစ်တည်ခြင်းရဲ့အနက်အဓိပ္ပာယ်တွေကိုနှိမျောစွာတွေးမိပါတယ်ဘလို့ပဲဖြစ်ပါပကုံးမော်ကဘဝပေးတောင်းကိုတော့ကိုတတ်နိုင်တဲ့ရှေ့လန်းတွေနဲ့ထမ်းပေးခဲ့ခြင်းပါ